တို့ကလက်နဲ့ချောင်းထောင်မှုကတဲ့အကာလေး1 2 3 go ကမယ်ဦးလေးတစ်ချက်လောက်ပြပါကျွန်တော်တို့အကောက်ပြူလေးရိုက်နေလို့ကိုတို့ကလက်နဲ့ချောင်းထောင်မှုကတဲ့အကာလေးကိုတို့ကလက်နဲ့ချောင်းဟုတ်တယ်ကိုတွေးခင်ပြီးရင်အနောက်လေးလက်မယ်ဦးလေးတစ်ချက်လောက်ဖယ်ပေးပါလို့ကျွန်တော်တို့ဒီမှာရိုက်နေလို့ဦးလေးရဲ့ဟုတ်တယ်အနောက်အဲ့ဒါအဓိကပဲ1 2 3 go ကမယ်တစ်ချက်လောက်ပြပါကျွန်တော်တို့အကောက်ပြူလေးရိုက်နေလို့ကိုတို့ကလက်နဲ့ချောင်းထောင်မှုကတဲ့အကာလေးကိုတို့ကလက်နဲ့ချောင်းဟုတ်တယ်ကိုတွေးခင်ပြီးရင်အနောက်လေးလက်မယ်ဦးလေးတစ်ချက်လောက်ဖယ်ပေးပါလို့ကျွန်တော်တို့ဒီမှာရိုက်နေလို့ဦးလေးရဲ့ဟုတ်တယ်ကိုတွေးခင်ဟုတ်တယ်အနောက်အဲ့ဒါအဓိကပဲ